ရန်စေးတက်တာနေလို့ရှိရင်အိမ်ရောက်ငွေချေမရဘူးဆိုလို့ရှိရင်သတိထားကြပါရန်ကုန် COD ရလားဆိုတော့လေအရင်ကတော့ပေးတယ်တဲ့အခုမပေးတော့အကြည်ထုတ်အကြည်အိတ်ကြီးနဲ့ထည့်ပေးလိုက်တယ်ကွာဒီ6000ကျော်9000ဝန်းကျင် quality နဲ့အကွာကြီးကွာဟိုနေ့ကတက်တဲ့ယူဒိန်ရင်ပွဲမှာလေဖက်လေးစီးကျင်လို့ဆိုပြီးတော့အိုက်ပွဲရမတိုင်ခင်တပတ်လောက်တည်းကမှားတာလမ်းကြောင်းတက်တာပါညာနဲ့ဆိုပွဲရပြီးလို့2ပတ်လောက်နေမှာပစ္စည်းကရောက်လာတယ်မကူခင်တွေကကောက်ကိုပြောတာတယ်ကန်ဆယ်ထွက်မှုလို့တဲ့ဘူးနဲ့တော့မရတော့ရိုးရိုးအိတ်နဲ့ပဲထည့်ပေးလိုက်မယ်အဆင်ပြေလားဆိုတော့ကောက်ကအဆင်ပြေတယ်ဆိုပြီးတော့ပြောလိုက်တယ်အကြည်ထုတ်အကြည်အိတ်ကြီးနဲ့ထည့်ပေးလိုက်တယ်ကွာသူ့ရဲ့ဖက်ကလည်းကွာကောက်တို့ရန်ကုန်မှာဆိုလို့ရှိရင်အနေဆုံး9000 8000 9000ဝင်းကျင်လောက်ပောက်တဲ့ဖက်ကို तू က4000ကျော်ဒီလို price တင်လာတဲ့အခါကျတော့ကောက်ကရန်ကုန် COD ရလားဆိုတော့လေအရင်ကတော့ပေးတယ်တဲ့အခုမပေးတော့ဘူးဆိုတော့အရန်တက်တာနေတော့ဘာပဲဖြစ်ဆိုပြီးတော့မှားချလိုက်တာအရန်စေးတက်တာနေလို့ရှိရင်အိမ်ရောက်ငွေချေမရဘူးဆိုလို့ရှိရင်သတိထားကြပါပုံမှန်ဆိုလို့ရှိရင်9000ကျော်8000ဖက်ကို4000ကျော်နဲ့ရတာဆိုတော့ quality ကိုတော့အများကြီးမမျှော်လင့်တာဘူးလေရောက်လာတော့ကောက်6000ကျော်9000ဝန်းကျင် quality နဲ့အကွာကြီးကွာအကွာကြီး quality ကတော်လေးကိုစီးလို့ကောင်းတယ်ကောက်ပြလို့လေတော်လေးစီးလို့ကောင်းတယ်ဒါကလေကောက်တို့အဲ့အကြည့်နဲ့မဟုတ်လို့ဖက်ကြီးပဲပြစ်ပေးလိုက်ရင်တော့တော်တန်တယ်မကျန်သူဖက် quality ကိုကျန်ကောက်အနီးကပြလို့နော်ကျန်တော်မိုက်တာလေသားပြော့နေရောအော်လေသားလေးကောင်းတယ်ဆိုပြီးမဲ့လေစီးကြည့်လိုက်တော့လေဒီလိုအညင့်နေရများတော့အဖြစ်လေးလေးတွေများတယ်ကောက်တို့စီးရလုံးဝအဆင်ပြေဘူးကောက်ပွဲရတော့စီးရဒီဖက်ဆိုသူနဲ့1000ကျော်လောက်သူ့ထက်1000ကျော်လောက်တက်တာရယ်ကွာ3000ကျော်4000ဝန်းကျင်ပေါ့ဒါကတော့9000ဝန်းကျင်လောက်ဖြစ်သွားတယ်ဒယ်လီဘာနဲ့ဆိုတော့ quality ကလေတော်ကောင်းတယ်ကောက်စီးပြမယ်ကြည့်လိုက်ဒီဖက်မှလိုက်တာထီပေါက်သွားသလိုပဲဒီဖက်ကိုကန်ဆယ်လိုက်တဲ့အမကိုလည်းကောက်ကျေးဇူးအများကြီးတင်ပါတယ်အမဒီဗီဒီယိုတွေ့ရင်တော့နောင်နာရနေမလားမသိဘူးကောက်ကတော့တော်ပြောနေပြီသီလားအနေချက်ကဘာလဲဆိုတော့သူရှိမှာက pre-order တင်တဲ့သူတွေများတဲ့အတွက်ကောက်တို့ဒီလိုကြည့်ပြီးတော့သွားဝယ်တဲ့သူဆိုလို့ရှိရင်လက်သွက်မှရမှာပါကောက်ဆိုလို့ရှင် post တွေ့ချင်းတရက်တောင်မပြည့်သေးဘူးသွားမှတဲ့အခါမှာ तू က order ကုန်သွားပြီရဲ့ဒါပေမဲ့ကောက်က cancel ထွက်လို့ရတာပေါ့နော်အဲ့တော့တော်လေး cancel ပေးတဲ့အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကောက်အရန်ကြိုက်တာအဲ့တော့မှာကျင်တယ်ဆိုလို့ရှင်မှာလို့ရအောင်ကောက်ကုန်းမလေးမှာတော့အဲ့အမအကောင့်လေးကိုကောက်မန်ရှင်းပေးရမယ်အရန်တန်တယ်ကောက်လုံးဝအာမခံတယ်တကယ်လို့အဲ့မရှိမှာဝယ်ဘူးတဲ့သူတွေရှိလို့ရှင်လဲဘလို့လဲအဆင်ပြေလားဆိုတာကုန်းမလေးမှာမှန်းခဲ့နော်ကောက်ကတော်လေးကြိုက်နေပြီကျေးဇူးအများကြီးတင်ပါတယ်တတာ